တန်းကြီးမှာဒီနေ့ဖျားပေါ်မှာလူရှင်းတယ်နော်ကိုတန်းနိုင်လေကလည်းအရန်အေးတာပဲနော်တန်းကြီးမှာလက်ကဘာလို့ဒီလောက်အေးဆက်နေရတာလဲဟာတန်းကြီးမှာနင့်ခြေထောက်တွေဘယ်ရောက်သွားတာလဲကိုတန်းနိုင်ငါ့ကိုကြည့်ပါဦးကဲကြပါဦးတန်းကြီးမှာတရေမာကြီးဖြစ်နေပြီကိုထန်နိုင်မပြိုင်နဲ့မပြိုင်ပါနဲ့နိုင်ဟိုလိုက်ထွက်သွားငါမဖျားစာရှိတယ်ကိုတန်းနိုင်ဘာတွေကြောက်နေတာလဲဟာဟိုင်ကိုတန်းနိုင်ကျမမျက်မှန်ပြောက်သွားလို့ရှာနေတာလေခြေတော့ကလည်းဖက်နဲ့ပြောက်သွားလို့ညင်ကြီးတွေပိန်နေတာကိုတရေထင်နေတာလားအော်ငါကလည်းနင့်မျက်လုံးတွေဖြူနေတာနဲ့တရေမှထင်လို့ပါတန်းကြီးမရဲ့ငါရောပါလို့ရမလားနင်တို့နဲ့အတူအမေရိကဲပါချာဟဲ့ကဲတော့မူချပါဦးတန်းကြီးမနောက်တစ်ခါဖျားဘူးလာရင်နေခင်ပဲလာကြရအောင်နော်အခုလိုရဲစရာဟာသဇလန်းပုံမြင်လေးတွေအမြဲတမ်းပဲတင်ပေးမှာမို့မဆူရီကို follow လေးလုပ်ပေးထားပါနော်